ကဲအားလုံးပဲမင်္ဂလာပါရှင်နော်ကျွန်မဒီဆိုင်လေးဆိုင်နဲ့မိတ်ဆက်ပေးခြင်းလို့ပါနော်ဘာလို့လဲဆိုတော့ဒီဆိုင်ကကော်တနာအမြင့်လိုင်းဖြစ်ပါတယ်နော်ကော်တနာအမြင့်လိုင်းမှာကော်တနာအမြင့်လိုင်းကိုဘယ်ပြောမလဲကျွန်မကနေရတခြားအလုပ်လေးလည်းရှိသေးတဲ့အတွက်ကြောင့်မလို့တာမီလေးနှစ်ယောက်တည်းဆိုဒီဟာကိုမနိုင်ဘူးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီဆိုင်ကိုကျွန်မနေရပြောင်းသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆိုင်ကိုဒီနေရာမှာအပြတ်ရောင်းခဲ့ခြင်းပါတယ်ရှင်နော်လူချင်းနဲ့သူများဆက်သွယ်ပေးလို့ရပါတယ်ရှင်ဒီမှာခင်းထားတဲ့ဟာတွေလည်းရှိမယ်နောက်ပြီးတော့အထည်တွေလည်းအများကြီးရှိပါသေးတယ်ရှင်နော်အထည်တွေရောရုပ်တွေရောကျိတ်တွေရောစင်တွေရောအကုန်လုံးအပြတ်ပါနော်လူချင်းနဲ့သူများရှိလို့ရှင်ဆက်သွယ်ပေးပါလို့ပြောချင်ပါတယ်ရှင်ဒီဆိုင်ရကြတော့ကော်တနာအမြင့်လိုင်းအသက်အထည်ဆိုင်ပေါ့နော်တကယ်လို့ယူမဲ့သူတွေဆိုလို့ရှိရင်ယူပြီးွားတာနဲ့တခါတည်းအကြိုက်ခင်းပြီးတော့ခြာရောင်းပါပဲရှင်ထဲရည်အတွက်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ထဲရည်အတွက်ဆိုရင်များသောအားဖြင့်အခုခင်းထားတဲ့ဟာတွေဆိုလို့ရှိရင်အကောင်လုံးထဲ1000လောက်ရှိပါတယ်ရှင်နော်ထဲ1000ထဲရည်1000လောက်ရှိပါတယ်ရှင်အဲ့ဒီဟာမှနောက်ထပ်သက်အထဲတွေလည်းရှိသေးတယ်ရှင်အဲ့ဒါတွေနဲ့ထဲစုပေါင်းဆိုလို့ရှိရင်2000ဝန်းကျင်ခါလောက်ရှိပါတယ်နော်ဂျိတ်တွေဆိုလို့ရှိရင်6000ခါလောက်ရှိပါတယ်ရှင်နော်အဲလိုအပ်တဲ့သူများရှိလို့ရှိရင်ဆက်သွယ်ပေးကြပါလို့ပြောချင်ပါတယ်ရှင်အောက်မှာလေးဖုန်းနံပါတ်လေးချပေးထားမှာနော်ဖုန်းနံပါတ်က6ခေါ်6 8ခေါ်8 5393အဲ့ဖုန်းနံပါတ်ကအမှန်ဖြစ်ပါတယ်ရှင်เนาะကျန်တဲ့ဖုန်းနံပါတ်တွေကအမှန်မဟုတ်ပါဘူးရှင်ကျန်တဲ့ဖုန်းနံပါတ်တွေနဲ့ရောင်းဝယ်တွေပါလေလောက်တဲ့အရာတွေဘယ်ရမှမဟုတ်ပါဘူးရှင်เนาะအမှန်ကန်ဖုန်းနံပါတ်တွေ6ခေါ်6 8ခေါ်8 5393ကအမှန်ကန်ဖုန်းနံပါတ်တစ်လုံးနဲ့ဖြစ်ပါတယ်ရှင်เนาะအဲ့ဒီဖုန်းလေးနဲ့ဆက်သွယ်ပေးကြပါလို့ပြောချင်ပါတယ်ရှင်အောက်မှာဖုန်းနံပါတ်လေးတွေလိပ်စာအပြည့်စုံလေးထည့်ပေးထားမယ်လေเนาะကုန်လိုချင်တဲ့သူများရှိရင်ဆက်သွယ်ပေးကြပါလို့ပြောချင်ပါတယ်ရှင်ဒီဆိုင်တော့အပြတ်ဖြစ်တဲ့အတွက်ကြောင့်မလို့နော်လုံးဝဈေးရတန်တော်ဈေးနဲ့လုံးဝစင်ပြေဈေးနဲ့ဈေးတွေနဲ့အကုန်လုံးလုပ်ပေးထားပါတယ်ရှင်နော်တစ်ချက်လောက်လိုချင်တဲ့သူများဆက်သွယ်ပေးကြပါလို့ပြောချင်ပါတယ်ရှင်နော်ဆိုင်ရဲ့အကုန်လုံးစားသုံးနေထားကိုရိုက်ပြပေးမယ်နော်ဆိုင်ရအကြီးပါရှင့်နော်လူချင်းတဲ့သူများရှိရင်အောက်မှာလိပ်စာလေးရေးပေးထားပါမယ်ဖုန်းနံပါတ်တွေဖုန်းနံပါတ်ချပေးထားမယ်ရှင့်ဖုန်းနံပါတ်နဲ့ဆက်သွယ်ပြီးတော့မြင်နိုင်ပါတယ်ရှင့်ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်